အားလုံးပဲမြင်လာပါရှင်ဒီနေ့ကတော့ဒေါက်တာရေမလာပြီးတော့တလားတစ်ခါလုပ်တဲ့ဒါ treatment တွေလာပြီးတော့လုပ်ဖြစ်တာပါဒီနေ့ treatment လာလုပ်တဲ့အချိန်မှာဒေါက်တာရေရဲ့ထူးခြားတဲ့အစီအစဉ်လေးပြောချင်လို့ပါဒါ New Year နဲ့ Christmas အတွက်ဆိုပြီးတော့ promotion တွေချထားရတယ်ဒါ50 80 80အများကြီးချထားတာတွေ့ရတယ်ပြီးတဲ့အခါကျတော့တိတ်မောက်ထောင်တာပါဝင်နဲ့ဒလာမပါတဲ့ cancer နဲ့အစီအစဉ်တွေနဲ့တွေ့ရအရန်ကိုပြောပါတော့ခေါင်းလက်ကတာနဲ့အဲ့တော့ customer တွေပေါ်မှာစိတ်လာထားပြီးတော့တိတ်မောက်ထောင်တာတန်းနဲ့ဒလာမပါ cancer မဲ့နှိုက်ခွင့်ရတယ်အဲ့တော့အမအနေနဲ့လည်းဘာများထပ်ပါအောင်လဲဆိုရေကုန်စိတ်လောက်သားစွာနဲ့ cancer မဲ့နှိုက်ကြည့်ပါမယ်ဒီနေ့ဆိုလို့ရှိရင် cancer မဲ့နှိုက်လို့ဆိုတော့ကိုကြိုက်တဲ့ဟာလေးကုန်းတော့ကြိုက်တယ်နော်ဒါပေမဲ့ကိုကြိုက်တဲ့ဟာလေးပါလို့ဟိုကောင်းဆိုရင်ဒါလေးအဲ့ဒီလိုက်မယ်ဒါလေးပေါက်လို့ပေါ့အော် high school ကအရင်ကြိုက်တယ်တလားခွဲအနည်းဆုံးနောက်ဆုံးအနေဆုံးမှ2လလောက်ဆိုရင်ဒါထန်ကုန်မယ်အမြဲတမ်းပြည့်ဖြစ်တာ high school ဘာလို့လဲဆိုတော့မမလို့ဆိုလို့ရှိရင်ဘာမှအစီရှိတယ်ပြီးလို့ရှိရင်ဘာအိတ်တွဲတယ်ပြီးလို့ရှိရင်ဒီမေးစီတပတ်ချစ်ဖြစ်တယ်ဆိုတော့အများစုတွေရှိတာဖြစ်တဲ့အတွက်ဒီ high school ကတော့အများနဲ့အသုံးဝင်တဲ့ဟာလေးပေါက်သွားတာတကယ်တမ်းဒါဆိုလို့ရှိရင်ဒါတစ်ခုထပ်နိုင်အောင်ပါဒါတစ်ခုနေနေဒီမှာတော့ high food ကြိုက်တယ် high fat ကြိုက်တယ်ပြီးတော့ drip တွေကြိုက်တယ်အခုကြိုက်တာပဲမကြိုက်တာမှမရှိပါဘူးပြီးတော့ sling body လုပ်မယ်ဆိုလို့ရှိရင်လည်းကိုကအများနဲ့ weight ထိနေရဖြစ်တဲ့အတွက်ဆိုရင်ဒီမှာ resistant ဝင်ဖြစ်တယ်ပြီးလို့ရှိရင် coated လုပ်ဖြစ်တယ်ပြီးတော့ ulster လုပ်ဖြစ်တယ်ဒါကတော့body ထိတဲ့အနေနဲ့လုပ်ဖြစ်တာပေါ့နော်ညာဒီဘာလေးပေါင်လဲကြည့်လိုက်လေးစားတဲ့လေးစားပေါ့ပါတယ်လေးစားဆိုလို့ရှိရင်တော့ဒါဒီမှာလာလို့ရှိရင်နှစ်ပတ်တစ်စင်းအောင်လေးစားသိရှင်လေးရလို့ဖြစ်တယ်အဲ့တော့ဒါလေးစားလေးပေါ့ပါတယ်လေးစားလေးကလည်းကိုယ့်အတွက်အမြဲတမ်းသုံးဝင်တဲ့ treatment တွေတစ်ခုဖြစ်တယ် high food ကတော့အကြိုက်ဆုံးပါ high food ရဲ့ high fat ရဲ့ဒီမှာအကြိုက်ဆုံးပဲမလုံးရမနေနိုင်တဲ့ treatment တွေဖြစ်ပါတယ်အဲ့တော့ဒါ Christmas နဲ့ New Year မှာ promotion ကာလာကြီးလည်းဈေးလည်းအရင်တန်တယ်လို့နောက်မှာကဲသမီးရရှိရတဲ့ကြောင့်မလို့ဒါတာကြီးကိုချင်းညံ့လို့တဲ့ customer တွေအားလုံးကိုဖိတ်ပါလိုက်ပါတယ်ကျေးဇူးများတင်ပါတယ်ရှင်